ဟိုးရှိတော့ကတော့အုပ်ကြီးတစ်ခုမှာကစားလုံးမတ်တဲ့ကြွက်ကလေးတစ်ကောင်နေထိုင်နေကြတယ်ကစားရတာအရင်ပြော့တယ်မိုးရသည်ရောက်တော့မယ်အစာတွေစူဆောင်းကြတာတငယ်ချင်းတွေတီးအစာစုဆောင်နေကြပြီမဲ့သူကတော့ကစားလို့ကောင်းနေစေပါပဲမောင်လေးရဲ့သူများဒီအစာစုနေနော်အခုလုံးရမယ်နော်နောက်ကျသွားမယ်နော်မြန်လုံးမအဆင်ပြေမှာပါနောက်မှလုံမယ်လို့ပြောပြီးသူငယ်ချင်းတွေရဲ့စကားကိုလစ်လူရှုကဆက်ကစားနေခဲ့တယ်ကစားရတာအရင်ပြော့တယ်မိုးတွင်းရောက်လို့မိုးတဲထန်စွာရွာတဲ့အခါကြက်ကလေးမှာအစာရည်စာရှာရန်ခက်ခဲတဲ့အတွက်ကြောင့်မို့လို့အစာငက်ပြက်နေတော့တာပေါ့ဒီတော့မှတငယ်ချင်းတွေရဲ့ပြောစကားကိုဒီရပြီးနောင်တကြီးစွာရကတငယ်ချင်းတွေထံမှအစာသွားတောင်းလို့တာပေါ့တငယ်ချင်းတွေကလည်းစိတ်ထားကောင်းတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ရှာထားတဲ့အစားအစာတွေကိုမျှဝေပေးခဲ့တာပေါ့ဟိုချိန်မှစားပြီးကြက်ကလေးဟာဘယ်တော့ခါမှမပြင်းကြီးပဲအစာကိုကြိုတင်စုဆောင်တတ်တဲ့လက်ကြီးကောင်တစ်ခုရရှိသွားတော့တာပေါ့